မြရှင်အကိုကြီးမြကိုကျုပ်ဒုက္ခတွေရင်ခွဲပြခြင်းတော့အကြီးလို့ဒီကိုခေါ်လာရတာပါမြစိတ်မဆိုးဘူးလို့လည်းယုံကြည်တယ်အကိုကြီးကိုမြပေးလိုက်တဲ့စာရရတာနဲ့မြကိုမမိနိုင်တာမြကိုနှိမ့်ဆက်တာနဲ့မတူလားရဲ့အကိုကြီးမငြင်းပါဘူးမြကိုကြီးမငြင်းဘူးမမြဝင်အပြစ်တင်ရင်လည်းဆိုရင်လည်းတင်နိုင်တယ်ဒီနေ့တရက်ထဲကျုပ်ကိုနဲ့ညာတယ်ကျုပ်ဆက်ကိုရှင်းဖို့မနေနိုင်ဘူးလားမြပြီးတော့ဝင်ကိုကျုပ်ပြန်ပုတ်ခိုင်းထားပါလေစိတ်ချပါအကိုကြီးဒုက္ခကိုမြကွင်းကွက်မြင်ပြီးသိပြီးမို့ပြောနေဖို့မလိုတော့ပါဘူးကိုကြီးထပ်ပြီးပြောတဲ့အတွက်အကိုကြီးရောဟာရီယာမြပါနေစလုံးအဖို့နေမမှုပဲရှိတယ်ကျုပ်ကတော့ဝင်ချစ်တာမှားမယ်နော်ဒါရီအကိုကြီးသိပါတယ်ဥပချစ်ပေါ်ဝင်ထားတဲ့တစ္ဆာတရားကိုတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဆိုတာမှန်မယ်နော်ဟုတ်လားမြမှန်ပါပဲအကိုကြီးမြဘယ်နည်းနဲ့မှတစ္ဆာကိုမဖြစ်နိုင်ဘူးဟုတ်ပြီမြမတစ္ဆာနဲ့မေတ္တာလမ်းနဲ့တွေ့ဘယ်လမ်းကိုချီဦးတရားမယ်မသိလို့မြဒုက္ခသိကြီးရဲ့အကိုကြီးဒါပါပဲဝင်ဒါပါပဲအကူကြီးနားနဲ့ဆက်ဝင်နှုတ်ကထွက်တာကိုကြားကျင်လို့အခုလိုကြံစီပြီးခေါ်လာရတာပါဘယ်တော့ပြန်ညင်တယ်လဲ When do you want to go back? You want to go back now? ပြန်ပို့ပေးမယ်လေအကူကြီးပို့တဲ့အချိန်ပြန်မယ်ကျုပ်ကတော့ဘယ်တော့မှပြန်မပို့ခြင်းဘူးရှင်းမယ်ဒါဖြင့်မြကိုတစ္ဆာအပြစ်ခံရကြမနေဘူးလားဒါဖြင့်ဝင်တစ္ဆာစောင့်အားရှိအောင်ကျုပ်ကအသက်ဆွန့်ပြီးကူညီမယ်လို့အစောကြီးတွေကကြိုတင်